အောင်မြင်သွားတဲ့သူနဲ့မအောင်မြင်တဲ့သူနဲ့ဘာကွာလဲဆိုအချိန်ကိုဘယ်လိုသုံးလဲဒါကွာဟုတ်လားဗျာနော်တခုပဲဒီတခုပဲဒီလိုဘယ်လိုသုံးလဲဒီအချိန်ကာလကိုဘယ်လိုသုံးလဲအဲ့ဒါကိုကောင်းကောင်းသုံးတဲ့သူကအောင်မြင်ကြည်ဝတဲ့သူဖြစ်ပြီးတော့ကောင်းကောင်းသုံးမချတဲ့သူကစိုးပြည့်စည်တဲ့သူဖြစ်သွားတယ်ဒါပဲအဲ့နှစ်ခုပဲကွာပါအချိန်တစ်ခုမှာဘာလုပ်ပဲဘာပဲလုပ်အောင်အလုပ်တစ်ခုပဲလုပ်အချိန်တစ်ခုမှာအလုပ်တစ်ခုပဲလုပ်ပြီးပြင်လုပ်အချိန်တစ်ခုတည်းမှာအလုပ်တစ်ခုပဲလုပ်လို့ရအဲ့ဒါတွေပြီးတော့သိပြီးရမယ်အချက်အချိန်တစ်ခုအလုပ်တစ်ခုခဲတစ်လုံးနဲ့ငှက်တစ်ကောင်မှန်အောင်ပြင်ရပြီဒါနှစ်ကောင်မှန်အောင်ပြင်ချင်တစ်ကောင်မှမရဘူးဖြစ်တယ်ဒါကိစ္စဟုတ်လားဗျာနော်အဲ့ဒါ time management အခက်ကြီးမဟုတ်မျက်စောင်ပြရလဲ24နာရီပဲရခဲ့အခက်သာဝကကြီးတွေလည်း24နာရီပဲရခဲ့ရှင်များတို့တပည့်တော်တို့ရထားတယ်24နာရီကမ္ဘာတထေးတွေနိုင်ငံကောင်းဆောင်ကြီးလည်း24နာရီအဲ့24နာရီကိုတပည့်တော်တို့ကဗျာများနေတာကတယောက်ဘာမှအသုံးမချတတ်တာကတယောက်အသုံးချမှမသိဘူးဆိုတဲ့သူတွေလည်းရှိနေတယ်ဒီလူကလည်းတယောက်စနစ်တကျထိထိရောက်အသုံးချတဲ့သူတွေကျတော့ဒါအောင်မြင်တဲ့သူဆိုဖြစ်သွားတယ်တသိန်းမှတယောက်ရဖို့ခက်တယ်